အားလုံးပဲမင်္ဂလာပါ STK Q Shop ကကျွန်တော်ဒီဗီဒီယိုမှာကတော့ဒီ beginner တိုင်းလို့တောင်းဆိုနေကြတဲ့ဒီ C4 ရဲ့ဒုတိယအဆင့်ဖြစ်တဲ့ F2 ရဲ့အကြောင်းလေးကိုပြောပြပြီးတော့မှာပေါ့နော် F2 ရဲ့ဆိုတာကတော့ First 2 layer ပေါ့နော်ကျွန်တော်တို့ဒီ Q set တဲ့အခါမှာ beginner method ဆိုရင်ဒီ layer တစ်ခုချင်းတွားရတယ်ဒါပေမဲ့အဲ့ဒီ F2 ရဲ့မှာကြတော့ဒီ layer တစ်ခုချင်းမတွားတော့ဘဲနဲ့ဒီ layer နှစ်ခုတစ်ပြိုင်တည်းနဲ့ဆက်တာပေါ့နော်အဲ့ဒီဟာကိုကျွန်တော်တို့ F2 ရဲ့လို့ခေါ်တာဒီ F2 ရဲ့အဆင့်ကတော့ဒီ beginner ရဲ့အတွက်ကတော့ဆက်လေးလာချင်းဆိုရင်တော့ခက်ခဲနိုင်ပေမဲ့အဓိကသူ့ရဲ့သဘောတရားလေးကိုကတိသွားပြီးနားလဲသွားပြီးဆိုရင်တော့ F2 ရဲ့ကလွယ်တယ်ပေါ့နော် F2 ရဲ့မှာကဒီ algorithm ရောရှိတယ်ဒါပေမဲ့အဲ့ဒီ algorithm ကိုနားလဲဖို့ထက်ဒီသူ့ရဲ့သဘောတရားလေးကိုနားလဲဖို့ပိုအရေးကြီးအောင်အဲ့ဒီသဘောတရားနားလဲမှာလားဒီ algorithm တွေကဘယ်လိုလာကိုကသဘောပေါက်မှာပေါ့နော်အဲ့ဒီသဘောတရားကိုကျွန်တော်ဒီဗီဒီယိုမှာကတော့ဒီအရိုးရှိဆုံးလေးပြောပြတော့မယ်ပေါ့နော် F2 ရဲ့ဒီမှာကတော့ပုံစံကဒီ40မျိုးရှိရပေါ့နော်ဒါပေမဲ့ဒီအခြေခံအကြဆုံးပုံစံတွေက၄မျိုးပဲရှိတယ်အဲ့၄မျိုးတွေကတော့ဒါမျိုးဆိုပထမဆုံးပုံစံပေါ့နော်သူကအတွဲလိုက်ရှိတယ်အဲ့အတွဲလိုက်ကိုဒီထဲမှာထည့်ရပါတော့ဒါမျိုးပုံစံအဲ့အောင်မှကျွန်တော်တွေကထည့်မယ်ဆိုရင် u bright r bright လေးနဲ့ထည့်ရတာပေါ့နော်ဒါလေးကနောက်ထပ်ပုံစံပေါ့နော်ဒီပထမပြောခဲ့ case ကိုပဲပတ်ပြောင်းသွားတာဒီကောဘယ်ဘက်ကထည့်ရမှာဆိုတော့ u bright r bright u at အဲ့လိုမျိုးလေးထည့်ရတာပေါ့နော်ကျွန်တော်ရှေ့မှာပြောဖို့တစ်ခုမိခဲ့တယ်ဒီ F2 ဆိုတာဒီ pairs နှစ်ခုကို drawing နဲ့ထည့်ရတာပေါ့နော်ခဏလိုမျိုးပဲဒီ pairs နှစ်ခုကိုဒီရဲထည့်တယ်ဒီက pairs နှစ်ခုဒီရဲထည့်တယ်ပေါ့နော်ဒါလေးကတော့တတိယပုံစံပေါ့နော်တတိယပုံစံကတော့ကျွန်တော်တို့တွေကဒီ pairs နှစ်ခုကိုထည့်မှာထည့်တဲ့အခါမှာဒီအဖြူကဒီညာဘက်လဲတယ်ပြီးတော့ဒီထိတ်နှစ်ယောက်ကျဒီထိတ်နှစ်ယောက်အယောင်မတူတဲ့ဟာတွေမျိုးဆိုကျွန်တော်တို့က R U R prime လေးနဲ့ထည့်ပြီးတော့ဒီတစုံထည့်လို့ရတယ်ပေါ့နော်အဲ့ဒါလေးတော့တတိယပုံစံဒီစတုဒ္ဓပုံစံကလည်းတူပဲပေါ့နော်သူကဘက်ပြောင်းသွားတာဒီအားကြတော့သူကဘယ်ဘက်ကထည့်ရခုနကညာဘက်ကထည့်ရမယ်ဆိုတော့သူကဘယ်ဘက်ကထည့်လိုက်တာပေါ့နော်ဒီမှာဆိုလဲဒီအဖြူကဒီဘေးဘက်ကိုလဲနေထိတ်နှစ်ယောက်မတူဒီလေယာကဒီအယောင်တစ်ခုမတူပေါ့နော်အဲ့လိုမျိုးဆိုရင်ကျွန်တော်တို့ကbright u bright အဲ့လိုမျိုးလေးနဲ့ထည့်ရတယ်ပေါ့နော်ဒီရှေ့ကပြောခဲ့တယ်လို့ပဲဒီ F2 ရဲ့မှာက40ခုရှိတယ်အဲ့ဒီ40ခုလုံးစက်ရင်လည်းနောက်ဆုံးရမယ့်ပုံစံခဏကျွန်တော်ရှေ့ပြခဲ့ဒီပုံစံ၄မျိုးတည်းတစ်မျိုးပဲရမှာပေါ့နော်အဲ့ဒါကြောင့်မလို့ဒီပုံစံ၄မျိုးကအခြေခံအကြဆုံးလို့ပြောတာအဲ့ဒီ40ခုလုံးကိုအနေနဲ့ဒီ algorithm နဲ့ပဲအသေးမဲ့ချင်လည်းရတယ်လို့ algorithm တွေကိုမမှတ်ဘဲနဲ့ကိုယ့်ကိုဖန်တီးပြီးဆက်လို့လည်းရတယ်ပေါ့နော်ကျွန်တော်အနေနဲ့ကတော့အဲ့ဒီ F2 ရဲ့ pairs တွေမှာဘယ်လိုထည့်ရလဲဆိုတော့ကိုယ့်အနေနဲ့အရင်ဆုံးတခြားနားလဲဖို့လုံးတင်တယ်လို့ကျွန်တော်ကတော့အကြံပေးရပေါ့နော်အဲ့မှာဒါကျွန်တော်ရှက်ပြောခဲ့တယ်လို့ပဲဒီ F2 ရဲ့ကိုဘယ်လို case ပဲလာတာကိုအလွယ်တကူဆက်နိုင်မှာပေါ့နော် F2 ရဲ့မှာကတော့ဒီသဘောတရားပို့ပြီးတော့အရေးကြီးအောင်မလို့ကျွန်တော်ဒီဗီဒီယိုမှာကတော့ဒီတချို့ case တွေနဲ့ဥပမာပေးပြောပြတော့မယ်ပေါ့နော်အရင်ဆုံးသိရမှာကကိုဆက်မဲ့ဒီ F2 ရဲ့ pairs လေးကကိုဆက်ဖို့ကြည့်ကြရပူးနေလို့မရဘူးပေါ့နော်ဆိုလိုတာကဟိုကဒါမျိုးဖြစ်နေဒါမျိုးပူးနေလို့မရဘူးစကြရဒီတကွဲတပြားဖြစ်နေမှာပေါ့နော်ဥပမာဒါဆိုပူးနေတဲ့အတွက်ကျွန်တော်ဖြတ်လိုက်မယ်ဒါဆိုရင်မပူးတော့ဘောနော်မပူးတော့ဟာမျိုးဖြစ်အောင်လုပ်ပေးရမယ်အဓိကကတော့ပူးရဲဆိုရင်တော့မှဒါမျိုးညီလေးပူးနေရမှာပေါ့နော်ဒါမျိုးညီမပူးခေါင်းတော့လိုမျိုးလို့ဘောက်တော့ဖြစ်နေရဆိုရင်တော့ကျွန်တော်တို့ကအဲ့အောင်ရင်ခွာပြရမယ်ခွာပြီးတော့မှဆက်ရမယ်ပေါ့နော် F2 ရဲ့ဆက်တဲ့အခါမှာကိုက cross ကိုဘယ်ကစဆက်ခဲ့လဲပေါ့နော်ကဲတော့ကိုက cross ကိုဒီအဖြူအားစဆက်ခဲ့တယ်ဆိုရင်အဖြူပါး corner နဲ့အလဲကောင်းလေယာထဲမှာရှိတဲ့ HD ကိုပဲကိုကတေချာကြည့်ရမှာပေါ့နော်ဝါရောက်ပါရဲ့ဟာမှလည်းအကုန်လုံးခေါင်းနဲ့ထုတ်ထားမယ်အဲ့ဒီအချိန်အဲ့ F2 ရဲ့ဆက်နဲ့အတော်အတွင်းမှာအဝါပါရဲ့ဟာတွေဖယ်ထားမယ်ပေါ့နော်ကဲလို့ကိုကအဝါကစဆက်ခဲ့တယ်ဆိုရင်တော့အဲ့အဝါပါရဲ့ corner ပြီးတော့ဒီ layer ဒီ second layer က HD နဲ့ဆက်မယ်ပေါ့နော်အဲ့ခါကျရင်လည်းဒီအဖြူဟာကိုမေ့ထားရမယ်ခွာတော့ကျွန်တော်ဒီဗီဒီယိုမှာအဖြူနဲ့ပြမှာမို့လို့ဒီအဝါ layer ကိုခဏမေ့ထားမယ်ပေါ့နော်ဒီအဖြူပါရဲ့ corner တွေရဲ့ပြီးတော့ဒီ second layer HD ကိုပဲကြည့်ရမယ်ပေါ့နော်ဒါလေးတော့ကျွန်တော်ဒီဥပမာလေးပေးရပါတော့ဒီမှာဆိုရင်ခုနပြောခဲ့တတိယ case ကိုမှတော့အယောင်လေးလွဲနေဘယ်လိုမျိုးလဲဆိုတော့ဒီနှစ်ခုဆက်မှာပေါ့နော်ဒီ base နှစ်ခုဆက်မှာဒီ base နှစ်ခုဆက်ခါကြည့်လိုက်တော့အဖြူကလှဲ့နေဟုတ်တယ်ဒါပေမဲ့ဒီအပေါ်လေးရမှာအယောင်တူးနေပထမပြောခဲ့အယောင်မတူးရအောင်ကဲလို့ကအယောင်မတူးဘဲနဲ့ဒီတိုင်းသွားထဲမယ်ဆိုရင်ဝင်တော့တာဟုတ်ဒါပေမဲ့ဒီ H က flip ဖြစ်နေအဲ့တော့ flip ဖြစ်အောင်ကျွန်တော်တို့က flip မဖြစ်အောင်လို့လုပ်မယ်ပေါ့အဲ့ခါကျတော့ဘယ်လိုလုပ်မလဲဆိုတော့ U လေးနဲ့လုပ်မယ်ပြီးရင်ကျွန်တော်တို့တွေက upright လေးနဲ့လုပ်လိုက်တဲ့အခါမှာဒီကောင်ကဒိုင်းရွှေ့လို့ရတယ်ဘောနော်ရွှေ့ပြီးတော့ဒီကပူးလိုက်လို့ရတယ်ဟိုကကိုကဒါမျိုးမလုပ်ဘဲဒါမျိုးလုပ်လိုက်မယ်ဆိုရင်လေမရောက်လာဘူးတော့ပူးမတော့အဲ့တော့ကျွန်တော်အရင်ပူးအောင်လုပ်မှာဆိုတော့ upright လေးနဲ့ချလိုက်မယ်ချပြီး U2 နဲ့လုပ်လိုက်မယ်လုပ်လိုက်မယ်ပြီးရင်ဒါမျိုးလေးပြန်တက်လိုက်မယ်ဆိုပူးသွားပြီဆိုကျွန်တော်တွေကသူ့နေရာနီးစောက်ဆွဲခေါ်မယ်ဆွဲခေါ်ပြီးတော့ဒီကောင်ကဘယ်ဘက်ကထည့်မယ်အတွက်ကြောင့်ကျွန်တော်တို့ဒီဘက် position လေးနဲ့ထည့်ရမယ်ပေါ့နော်အဲ့ဒါဆိုရင်ဒီ F2 ရဲ့ press တစ်ခုကပြီးသွားပြီပေါ့နော်ခုန case ကိုမှ
ဘယ်ဘက်ပြောင်းသွားတာပေါ့နော်ခဏညာဘက်အခုကဘယ်ဘက်ပြောင်းသွားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကအပေါ်မျက်နှာအယောင်တူးနေသူတို့ဒီတိုင်းထည့်မှာထည့်မြရတဲ့အတွက်ကျွန်တော်တို့တွေကဒီ H ကိုဒီနေရာရောက်အောင်လုပ်မယ်လုပ်တဲ့အခါမှာအယောင်ကြီးဖို့လိုတဲ့အတွက်ကျွန်တော်တို့တွေကဒီ L လေးနဲ့လုပ်လိုက်ပြီး U2 လေးနဲ့လုပ်တော့ဒါရောက်လာပြီဆိုပြန်တင်လိုက်မယ်ဆိုညီသွားညီပြီဆိုဒီကညာဘက်ကထည့်ရမှာဆိုခဏတိုင်းညာဘက်အတိုင်းလေးပဲထည့်ရုံပဲပေါ့နော်အဲ့ဆိုတော့ကျွန်တော်တို့ကဒီ press တစ်ခုကပြီးသွားပြီ။ဒါလေးတော့နောက်ထပ် case လေးပေါ့နော်။ဒီ case မှာကမတူတာသူက corner ကအဖြူကကျွန်တော်တို့ဘက်ရောက်နေပေါ့နော်။ဒီဘေးဘက်တွေမရဘူး။ပြီးတော့ဒီအပေါ်ကဒီနေအောင်လေသူနဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့တွေကဒီအိုင်းသွားထည့်လို့မရသွားထည့်လိုက်မယ်ဆိုရင်ဒီ S ကညီတော့ဟုတ်တယ် corner မညီရောမညီရတဲ့ကျွန်တော်တို့ကဒါအောင်နည်းနည်းလေးပြင်ရမယ်။ပြင်ပြီးတော့မှသူ့ရဲ့ဒီနေရာရောက်အောင်လုပ်မှာပေါ့နော်။လုံးမဲ့အတွက်ကြောင့်ကျွန်တော်တို့တွေက U လေးနဲ့လုပ်မယ်ပြီးရင် R U နဲ့ပြန်လုံးပြီး R prime လေးနဲ့ပြန်ချလိုက်မယ်ဆိုညီသွားပြီပေါ့နော်ညီသွားပြီဆိုတော့ကျွန်တော်တို့ရသူနဲ့အနီးစပ်ဆုံးနေအောင်ယူလာမယ် U ရဲ့ပြီးတော့မှညာဘက်မှာရှိရတဲ့အတွက်ကျွန်တော်ဒီညာဘက် position လေးနဲ့ထည့်လိုက်ရုံပဲပေါ့နော်ဒီအားလေးကတော့ဒီ share case ကိုမှဘယ်ပြောင်းထားတာပေါ့နော်ခုနညာဘက်နဲ့ဒီခုကဘယ်ဘက်နဲ့လောက်အောင်ဘယ်နဲ့ဆိုတော့ထုံးစံတိုင်းပဲဒီ H ကဒီနေရာရောက်အောင်လောက်အောင်အဲ့ဟာမှာကျွန်တော်တို့ကအတွဲဖြစ်အောင်ဒီညီသွားမှာပေါ့နော်ညီသွားမှာအတွက်ကြောင့်ကျွန်တော်တို့တွေကR brand လေးနဲ့လုံးဝလုပ်ပြီးတော့သူ့ရဲ့ဒီနေရာလေးခေါ်လာမယ်ပေါ့နော်ခေါ်လာပြီးတော့မှRလေးနဲ့ပြန်တင်လိုက်ညီသွားပြီဆိုတော့ကျွန်တော်တို့ကတာဝန်နဲ့ပြန်လုပ်ရုံပဲအဲကျွန်တော်ဒီပုံစံမှာဆိုရင်သူ့ရဲ့အဖြူ corner ကအပေါ်ရောက်နေပေါ့နော်အပေါ်ရောက်နေတဲ့အတွက်ကျွန်တော်တို့တွေကဒီ bell လဲပေးရမယ်ပေါ့နော်ပြီးတော့ဒီ S ကသူ့ရဲ့ဒီနားလေးညီအောင်လည်းဖြစ်ရမယ်ပေါ့အဲအတွက်ကျွန်တော်တို့တွေက shoe လေးနဲ့လုပ်လိုက်မယ်လုပ်ပြီးတော့မှဒီဟာတန်းနေပေါ့တန်းနေတဲ့အတွက်ကျွန်တော်တို့တွေက R နဲ့လုပ်မယ်ပြီး U2 လေးနဲ့လုပ်လိုက်မယ်ဆိုညီသွားပြီပေါ့နော်ကဲလို့ကအဲ့လိုမလုပ်ဝင်နဲ့ဒီတိုင်းပဲအာမလို့ပဲညာ U2 ရွာလို့ရင်လည်းမညီဘူးပေါ့နော်တွဲတော့အောင်လို့အားလေးနဲ့ညီခံလိုက်ရပြီးတော့မှ U2 လေးနဲ့လုပ်တယ်ပြီးညီသွားပြီဆိုတော့ထည့်အောင်ပဲပေါ့နော်နောက်တဲ့ case ပေါ့နော်ဒီကောင်ကတော့ဘယ်ဘက်နဲ့လုပ်ရတာခုနအတိုင်းပဲဒီအဖြူက corner အပေါ်ရောက်နေပြီးတော့ဒီကောင်ကိုဒါနဲ့တွဲပြရမယ်ဒီညာရောက်အောင်လုပ်မယ်ဆိုတော့ကျွန်တော်တို့တွေက shoe လေးနဲ့လုပ်ပြီးတော့ညီအောင်လုပ်ပြီးတော့မှbrand လေးနဲ့လုပ်တယ်ပြီး U2 လေးနဲ့လုပ်တယ်ဒါဆိုညီသွားပြီဆိုတော့ကျွန်တော်တို့ကတာမန်တိုင်းထည့်အောင်မယ်ဒီကောင်ဘယ်ဘက်ပုံစံအတွက်ကျွန်တော်တို့ဘယ်ဘက်ပုံစံလေးနဲ့ထည့်လိုက်ရုံပဲပေါ့နော်အဲ့ဒါဆိုတော့ကျွန်တော်တို့တွေကဒီ F2 ရဲ့ press တစ်ခုကိုဆက်လို့ရသွားပြီပေါ့နော်အဲ့လိုမျိုးကိုယ်အနေနဲ့ဘယ်လိုလုပ်ရင်ဘယ်လိုဖြစ်မယ်ပြီးတော့အဲ့ဒီကို target ထားတဲ့ press ကိုဘယ်လိုတွဲရမလဲဆိုတော့ကိုယ်အနေနဲ့တေချာစဉ်းစားပြီးလုပ်နိုင်မယ်ဆိုရင်တော့ဒီ F2 ရဲ့လေးကရတယ်ပေါ့နော်အဓိကအဲ့တဘောတရားပဲအဲ့တဘောတရားကိုနားလည်သွားပြီဆိုတော့ဒီ F2 ရဲ့လေးကိုကောင်းအောင်နားလည်သွားပြီပေါ့နော်ဒီ F2 ရဲ့ဆက်နေတဲ့အချိန်မှာပဲကိုကဒီအရှိရဆက်ထိုင် press တွေမပြတ်ဖို့ကအရေးကြီးရပေါ့နော်မဟုတ်ရင်ကိုကဒီအိုင်းပဲလှုပ်ချင်လို့လှုပ်ရင်ဒီကို target ထားတဲ့ press ကပြည့်သွားတာဟုတ်တယ်ဒါပေမဲ့အရှိရဆက်ခဲ press တွေပြန်ပြတ်နိုင်တယ်ပေါ့နော်ဥပမာဒီပုံစံမှာဆိုရင်ကျွန်တော်တို့တွေကဒီအပေါ်နှစ်ခုကညီရောဒီတိုင်းထည့်လိုက်မယ်ဆိုရင် H က flip ဖြစ်နေမှာအဲ့တော့ကျွန်တော် flip မဖြစ်အောင်လုပ်မယ်အခါမှာကျွန်တော်တို့တွေကတာမန်ဆိုရင်တော့ဒီ R brand လေးနဲ့ခြာပြီး U2 လေးနဲ့ပြန်လုပ်တယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်ညီသွားပြီဒါပေမဲ့ကိုကအဲ့နေရာ position မှာလို့ဆိုကျွန်တော်ဒီဖြည့်ပြီးသားနေရာမှာတွားပြီးတော့ခဏတိုင်းပဲလုပ်လိုက်မယ်ဆိုရင်ဒီကောင်ကပြည့်တော့ဟုတ်တယ်ပြီးတော့ဒီကောင်ကပြန်ပြတ်သွားအဲ့လိုလည်းမပြတ်ရဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့တွေကခဏလိုမျိုးအဘရိုင်းလောက်တဲ့အခါမှာတန်နေရာကွက်လက်ဖြစ်နေဖို့လိုပဲပေါ့နော်အဲကွက်လက်ဖြစ်နေတဲ့နေရာကိုကျွန်တော်အစားထိုးပြီးတော့လောက်ရမယ်စပီဒါ press တွေကိုမထိစေဘူးအဲ့လေယာကိုတော့မလဲရတော့အကောင်းဆုံးပဲပေါ့နော်ဒီမှာဆိုရင်လည်းဒီကလွတ်တဲ့အတွက်ကျွန်တော်တို့ကလုပ်လို့ရတယ်ပေါ့နော်ကဲလို့ဒီနားမှာပြည့်နေပြီးသားဆိုရင်တော့လုပ်လို့မရဘူးအဲ့တော့ကျွန်တော်တို့ကဒီလွတ်အောင်လုပ်မယ်ပြီးတွဲမယ်ပြီးရင်ထည့်လိုက်ရုံပဲပေါ့နော်နောက်ဗီဒီယိုကြရင်တော့ကျွန်တော်ဒီ F2 ရဲ့ press တွေအကုန်လုံးဆက်တော့ကျွန်တော် example လေးနဲ့လုပ်ပြပေးမယ်ပေါ့နော်ဒီဗီဒီယိုပတ်သက်ပြီးတော့မှနားမလည်ရမရှင်းနိုင်ရှိရင်လည်းကျွန်တော်တို့လာပြီးတော့မေးမြန်းလို့ရပါတယ်အားလုံးကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်